ဒီမျိုးရဲ့စားစရာတွေစုံလင်လာတဲ့ညာစည်းတန်းကိုကျမနဲ့ဒီလိုတစ်ခေါက်လောက်တွားပြီးတော့လက်ပတ်ကြည့်အောင်ပါရှင်ဒီမျိုးကိုအလဲရောက်ခဲ့ပြီးတော့ဘယ်ဆိုင်တွေမှာစားရမလဲဘယ်နေရာတွေကိုသွားလဲရမလဲဘယ်ဆိုင်တွေကအရသာကောင်းလဲဘယ်ကျက်စစ်ဖြစ်လဲစားတဲ့ပြင်သိကျင်နေဆိုလို့ရှိရင်တော့ကျမရဲ့ဘလော့လေးတွေကိုကြည့်ပြီးတော့ကျမရဲ့အကောင့်လေးကို like and follow လေးလုပ်ပေးခဲ့ပါရှင်ဒါဆိုရင်တော့ဒီမျိုးမှာစားကောင်းတဲ့ဆိုင်လေးတွေကိုတနေရာထဲမှာအကုန်လုံးစုံစုံလင်လင်သိရမှာဖြစ်ပါတယ်ရှင်ခုတစ်ခါညွှန်ပေးခြင်းတဲ့ဆိုင်လေးကတော့ညာစည်းတန်းထဲမှာရှိတဲ့နောင်ဆိုတဲ့ရှမ်းခေါက်ဆွဲဆိုင်လေးဖြစ်ပါတယ်ရှင်ညာစည်းတန်းရဲ့အလဲလောက်မှာတည်ရှိပြီးတော့ရှမ်းခေါက်ဆွဲဆိုင်လေးကဖွင့်တာမကြသေးဘူးထင်တယ်အရင်တော့ဒီဆိုင်အောင်မတွေ့ဘူးပေါ့နော်အရင်ဆုံးရှမ်းခေါက်ဆွဲတစ်ပွဲမှာပြီးတော့စားကြည့်ပါတယ်ရှင်ရှမ်းခေါက်ဆွဲရဲ့ပဲအနှစ်အရသာရှမ်းအစားအစာရဲ့ vibe ကိုအပြည့်အဝရတာမလို့နောက်ထပ်တစ်ပွဲထပ်မလိုက်ပါတယ်ရှင်ရှမ်းခေါက်ဆွဲနှစ်ပွဲစလုံးမှာလိုက်တယ်စားလို့ကောင်းတယ်နောက်ပြီးတော့ဒီပေးတယ်ပေါ့နော်ဟင်းညိုကလည်းကြက်ရိုးနဲ့ချက်ထားတာပေါ့နော်တော်တော်လေးကိုရတာရှိပါတယ်ဒါကတော့ spicy အကင်တုပ်ပေါ့နော်မှာစားတာပါပုံကန်ဒီမှာတပုံရိုက်လိုက်တာပေါ့နော်ဒါပေမဲ့ထူးထူးခြားခြားရတာတော့မရခဲ့ပါဘူး rating အနေနဲ့ 6 out of 10ပါဒါကတော့အဲ့နောင်ရှမ်းခေါက်စဆိုင်နဲ့ကက်ရက်မှာပေါ့နော်စိတ်အကျော်တုံမှားစားတာပါအရန်အကောင်းကြီးတော့မဟုတ်ပါဘူးတပွဲကို2500ပေးရပါတယ်ရှင်ရှမ်းခေါက်ဆွဲလေးရတော့မစိုးဘူးပေါ့နော်တပွဲကို3500ပေးခဲ့ရပါတယ်ရှင်ဒါကတော့အစင်လာမပြည့်ပေါ့နော်ညာစီတဲ့ရောက်လို့ရှိရင်နောက်တိတ်မနဲ့စားဖို့အတွက်ကိုထေးမဆုဆိုင်ရနေဆွနမကင်းဝယ်ပါတယ်ရှင်ဆွနမကင်းအပြင်အာလူပူတင်းတို့ငပြောပူတင်းတို့ကြောက်ကြောတို့ပေါ့နော်သူဆိုင်မှာအကုန်လုံးအစုံရတယ်ပေါ့နော်မြန်မာမုံနေလေသူဆိုင်ရစားလို့လည်းကောင်းတယ်လက်ရလည်းတန်ရှင်းတယ်ဒါကြောင့်မလို့ဝယ်သူတွေလည်းအမြဲမပြတ်ပေါ့နော်ဒီဆိုင်မှာသွားတယ်ဆိုလို့ရှိရင်ခဏစောင့်ရတယ်ဝယ်သူတွေများတဲ့အတွက်လေငပြောသည့်ဆွနမကင်းရဲ့တာကူဆွနမကင်းရဲ့ရွှေကြီးရဲ့ဝယ်လာခဲ့ပါတယ်ရှင်ဆွနမကင်းအစုံကတော့10သားကို3000ကျပ်ကျတင်ပါတယ်ရှင်ရာသီပေါ်စားပေါ့နော်ရာသီပေါ်ပရစ်ကြော်ရောင်းနေတာလည်းတွေ့ခဲ့ပါတယ်ပရစ်ကြီးတွေအကြီးတွေပဲပေါ့နော်ကျမတို့ကတော့မစားရဲပါဘူးဒါပေမဲ့စားမဲ့လူတွေအတွက်ညွှန်ပေးတာပါရှင်ငါးခင်နေလဲလက်လက်ဆက်ဆက်တွေ့ခဲ့ရပါတယ်ငါးလည်းအကောင်ကြီးပါတယ်လက်လက်ဆက်တယ်ပေါ့နော်ဒါပေမဲ့ဈေးတော့မမေးခဲ့ရပါဘူးရှင်ဒါကတော့အပြန်ပေါ့နော်အပြန်စားပြီးတော့အပြန်လမ်းမှာတွေးတဲ့အေးဆိုင်နေအကင်ဆိုင်နေနောက်ပြီးတော့ကျတော့အထောင်းဆိုင်နေပြီးတော့ကျတော့မာလာအကင်တုပ်တို့မာလာစပိုက်စီတို့အဲ့လိုမျိုးပေါ့နော်ဆိုင်လေးတွေကိုအစုံရိုက်လာခဲ့ပါတယ်ရှင်ကျမတို့ပြည်မျိုးလာလဲမဲ့ဧည့်သည်တွေအတွက်ပညာစည်းတန်းမှာဘာတွေရလဲဆိုတာကိုထူးတလဲရှင်းပြနေစရာမလိုအောင်လို့ဘာဆိုင်တွေရှိလဲဆိုတာကိုအစုံရိုက်လာခဲ့ပါတယ်ကျမစားခဲ့တဲ့ရှမ်းခေါက်ဆွဲတိုင်းမှာရနိုင်တဲ့မီနူးလေးတွေပါရှင်ရှမ်းခေါက်ဆွဲအပြင်တခြားကြာစံစီချက်တို့ပဲကြံစံတုပ်တို့ spicy အကင်တုပ်တို့ပေါ့နော်အဲ့လိုလူငယ်တွေကြိုက်တဲ့စားစရာတွေလည်းအဲ့ဆိုင်မှာအကုန်လုံးရပါတယ်ရှမ်းခေါက်ဆွဲကလည်းတပွဲကို3500ဆိုတော့ပေးရတဲ့ဈေးနဲ့သူ့ရတာလေးနဲ့ပါတဲ့ပမာဏနဲ့တန်တယ်လို့ပြောရမှာပါရှမ်းခေါက်ဆွဲရတာလေးတော်တော်ကောင်းပါတယ်ရှင်ဒီမျိုးနဲ့အနီးတစ်ဝိုင်းမှာရှိတဲ့စားကောင်းတဲ့ဆိုင်လေးတွေကိုနေ့တိုင်းပဲဘလော့တင်ပေးဦးမှာမလို့အကောင့်လေးကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်